ဒီ Sky by ဆိုရင် data ပဲဖြစ်ဖြစ်ကျွန်တော်တို့အရန်ကိုလှပတဲ့ဒီမန်လေးမြို့ရဲ့အရသာကိုလည်းခံစားလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မီဂါဇက်ဆိုရင်ဒီ KTV နဲ့ကျွန်တော်နဲ့ပဲတွဲမြင်တာရှိပါတယ်ဒီ Sky by လည်းရှိပါတယ်ကျွန်တော်တို့ပုံမှာအရသာရှိလာတဲ့တင်တာတွေကိုသုံးဆောင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့မီဂါဇက်ကိုသာရွေးချယ်သင့်ပါတယ်ဘာတွေရတာလဲဆိုတော့ကျွန်တော်တို့ဒီမီနူလေးတွေဆိုရင်အရန်ကိုလူကြိုက်များတဲ့မီနူလေးပေါ့နော်ဒါယူရီးယားပဲကြဆိုင်ရဲ့တင်မော်စီရဲ့ပစွန်ရဲ့ထောင်းထားပေါ့ဒါလေးဆိုလည်းအရန်ကိုချင်းချင်းဆက်ဆက်လေးနဲ့အရသာရှိပါတယ်ဝိုင်လေးတွေနဲ့မြည်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ငါးလက်ချောင်းလေးတွေလည်းရှိပါတယ်ကျွန်တော်တို့ဒီဒင်နာထမင်းဖြူလေးနဲ့သုံးဆောင်မယ်ဆိုရင်လည်းပစွန်ကုန်းပါပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဆိုင်မှာလူအရန်ကြိုက်ခဲ့တဲ့ကြက်ခိုင်မျိုးလေးပါ event ပွဲမှာဆိုရင်လည်းဒီဟင်းရည်လေးကမပေါအောင်ဖြစ်လူတိုင်းကထည့်ပါတယ်ကြားသောမီနူတွေလည်းအများကြီးရရှိပါတယ်ညီလေးညီမလေးအတွက်ဆိုလည်းကျွန်တော်တို့ဒီရသာရှိလာတဲ့ကောက်တေးလေးကိုကျွန်တော်တို့ရဲ့ဘားတနာလေးတွေကနေပြီးတော့မှဖြောပေးဆက်ပေးထားတာပါဒီလိုကောက်တေးမျိုးစုံကိုလည်းကျွန်တော်တို့ရှိမှရရှိနိုင်ပါတယ်ရသာရှိလာတဲ့တင်တာတွေကိုသုံးဆောင်ကျင်တာပဲဖြစ်ဖြစ်ဒိတ်လောက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘားလေးကိုလာကျင်နေဆိုရင်တော့မန္တလေးမျိုး33ဘီလန်းနဲ့82လန်းနဲ့82လန်းကြားမှာတည်ရှိပြီးတော့မှချမ်းရေးသာဆန်မြို့နယ်မှာတည်ရှိပါတယ်ကျွန်တော်တို့ဆိုင်လေးကိုမရောက်ဘူးသေးပဲဖြစ်ဖြစ်ရောက်ဘူးပြီးတော့နောက်တစ်ခေါက်လာကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ